အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ KNU တထုံခရိုင်တမတိ PDF အမှတ်1တပ်ရင်းတွင်ဒရုန်းတပ်သားအဖြစ်တာဝန်ထမ်းဆောင်နေတဲ့ရဲဘော်ဘိုက်ကလေးပဲဖြစ်ပါတယ်ခင်ဗျကျွန်တော်ရဲ့ကိုယ်ပိုင်နံပါတ်ကတော့ B27801036ပဲဖြစ်ပါတယ်ခင်ဗျကျွန်တော်နာမည်ကမိုးပြိုဖြစ်ပါတယ်တရင်3931တက်ခွန်းနှစ်မှာဒုတက်ခွန်းမှုတာဝန်ဖြင့်ထမ်းဆောင်နေပါတယ်မင်္ဂလာပါကျွန်တော်တို့ပြည်သူ့ကာကွယ်ရေးတပ်မတော်တောင်ပိုင်းတိုင်းစစ်ဒေသခွဲနှစ်တရင်အမှတ်3632နှစ် PKI အမှတ်2တရင်တက်ခွဲနှစ်မှာဒုတက်ခွဲမှုတာဝန်ထမ်းဆောင်နေတဲ့ရဲဘော်သားငယ်ဖြစ်ပါတယ်ဟုတ်ကဲ့ကျွန်တော်တို့ရဲဘော်အကာပါ B270001 စပင်းဝါရဲကော်လမ်မှာတက်ထောက်တာဝန်ထမ်းဆောင်နေပါတယ်ကျွန်တော်ကတော့ KNU တထုံခရိုင်တမတိအမှတ် 1 PDF တပ်ရင်းတွင်တပ်ရင်းစခန်းမှုတာဝန်ထမ်းဆောင်နေတော့ရဲဘော်ဇိုးလေးပဲဖြစ်ပါတယ်လီလီကတော့ KNU တထုံခရိုင်တက်မှ1အမှတ်1 PDF တပ်ရင်းတက်ခွဲ1မှာဒရုန်းတပ်သားတယောက်အနေနဲ့တာဝန်ထမ်းဆောင်နေပါတယ်ရှင်ကာကွယ်ရေးဝန်ကြီးဌာနမှာ26ကြိမ်မြောက်ပေးရတဲ့တရင်ထောက်မှထွေထွေ30ကိုကျွန်တော်စပင်းဝါရဲကော်လမ်မှာလက်ခံရရှိပါတယ်အခုလိုတပ်ရင်းရိတ်ခါနဲ့အထွေထွေ30များရရှိအောင်ကုညီထောက်ပံ့ပေးကြတဲ့ပြည်ရင်းပြည်ပမှာရှိကြသော PRF ထောက်ပို့တပ်သားများကိုကျွန်တော်တို့အနေနဲ့အထူးပင်ကျေးဇူးတင်ရှိပါတယ်ပြည်သူ့တော်လှန်ရေးထောက်ပို့တပ် PRF မှာရှိကြတဲ့ပြည်တွင်းပြည်ပထောက်ပို့တပ်သားများမှာအထူးပင်တာဝန်ကျေပွန်ကြပါတော့ကြောင့်အလွန်ပင်လေးစားကုန်မိပါကြောင်းပြောကြားလိုပါတယ်ရှင်ပန်းနိုင်နဲ့ညီကလာပြီဖြစ်တော့နှစ်တစ်ကိုခွန်အားတစ်တွေနဲ့ကျွန်တော်တို့အတူတူရုံကြမယ်လာပါငါတို့အတူတူချီတက်ကြမယ်လာပါငါတို့အတူတူရုံးမယ်လာပါငါတို့အတူတူရုံးမယ်လာပါငါတို့အတူတူရုံးကြမယ်လာပါငါတို့အတူတူရုံးမယ်